ဒီခါမှာတော့ဒီကျေတို့က noun number လေးကိုစတင်ပြီးတော့သင်ကြားမယ်ခုနလေးကဒီကျေတို့က noun ရဲ့ noun ဆိုတာဘယ်လိုအရာလေးတွေလဲမြန်မာလို definition လေးနဲ့ example လေးတွေနဲ့ဒီကျေတို့ကတွဲပြီးတော့လေ့လာခဲ့တယ်အခုဒီကျေတို့က noun number ဆိုတဲ့နိုင်ကိန်းကိုဆက်လက်သွားပါမယ်နိုင်ကိန်းမှာဒီကျေတို့က number မှာအနည်းကိန်းနဲ့အများကိန်းရှိပါတယ်ဒါကြောင့်မလို့အနည်းကိန်းကို singular number နဲ့အများကိန်းကို plural number ဆိုပြီးတော့ဒီကျေတို့ကခေါ်ပါတယ်အင်္ဂလိပ်တရားတွင်နံအနည်းကိန်း singular number နဲ့နံအများကိန်း plural number ဟူပြီးတော့နှစ်မျိုးရှိပါတယ်အခုဒီကျေတို့ရှေ့ဆက်သွားမှာကနံအနည်းကိန်းကနေပြီးတော့နံအများကိန်းပြောင်းတာကိုသွားမှာဖြစ်ပါတယ်သူရဲ့ခေါင်းစဉ်လေးက noun number နိုင်ကိန်းလို့ခေါ်ပါတယ် noun number နိုင်ကိန်းကျေတို့နံအနည်းကိန်းကနေအများကိန်းကိုပြောင်းမယ်ဆိုရင်တော့ပထမဆုံးကလေးတွေရဲ့အုံနောက်ထဲမှာဒီကျေတွေရဲ့ပြောလိရှိတဲ့အခြေခံအချက်လေးဟာတော့ s ပေါင်းတာပါနံအနည်းကိန်းကနေနံအများကိန်းကိုပြောင်းမယ်ဆိုရင်ဘာလုံးရတာလဲဆိုရင်ကလေးတွေအားလုံးဟာစကားလုံးတွေရဲ့နောက်မှာ s ကလေးပေါင်းပေးရတာပါလို့ပြောရရှိတယ်အဲ့ဒါကတော့အခြေခံစီးမြင်ရေဘူးကခြုံငုံပြီးတော့ပြောတဲ့စီးမြင်မှာဒါပေမဲ့နံနေအားလုံးဟာs ပေါင်းလို့ကြီးအများကိန်းဖြစ်သွားတာမဟုတ်ဘူးတချို့အရာတွေက s ပေါင်းရတာရှိတယ်တချို့အရာတွေက es ပေါင်းရတာရှိတယ်တချို့အရာတွေကြတော့ y ကို i ပြောင်းပြီးမှ ses ပေါင်းရတာရှိတယ်တချို့အရာတွေကြရင်အလဲကောင်မှာရှိတဲ့ဘောင်းဝင်းလေးကိုဒီခြေတို့ကပြောင်းပေးရတာရှိတယ်အဲ့တော့နောက်ကြမှာသူ့အုပ်စုလေးနဲ့သူဆက်ပြီးတော့လေ့လာသွားကြမယ်အခုတော့ဒီကျေတို့နံအနည်းကိန်းကနေအများကိန်းကိုပြောင်းတဲ့အချိန်မှာပထမဆုံးသင်ကြားရမှာကတော့ဒီကျေတို့ s ကလေးပေါင်းတဲ့ပုံစံမျိုးပေါ့အခြေခံစီးမြင်အနေနဲ့ s ပေါင်းတဲ့စကားလုံးလေးတွေပဲဖြစ်ပါတယ်အခုမြင်တွေ့နေရတာလေးကတော့ကြည့်ရအောင် singular number နံအနည်းကိန်း plural number နံအများကိန်းဒီစိတ်ကတိုင်ပြီးမယ်တိုက်စုကြည့်ရအောင် student 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 as students student as s ကလေးပါတော့ s တန်လေးနဲ့ဆုံးပြီး students ကျောင်းသူကျောင်းသားကျောင်းသူကျောင်းသားများ rose rose နှင်းစီပန်း roses roses နှင်းစီပန်းများ roses roses နှင်းစီပန်းများ book 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 စာအုပ် book at books book at books စာအုပ်များ car car cars 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 ကားများ monkey 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 monkeys 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 မြောက်များဆိုပြီးတော့ဒီကျေတို့အနေကိန်းကနေအများကိန်းပြောင်းတာလေးကိုလေ့လာကြမယ်ဒါလေးတွေကတော့အခြေခံစင်းမြင် s ပေါင်းတဲ့စကားလုံးလေးတွေပါဆက်ပြီးတော့လေ့လာကြရအောင်ဒီကျေတို့အခြေခံစီးမြင်ကတော့နံအနေကိန်းကနေအများကိန်းကိုပြောင်းမယ်ဆိုရင်ကလေးတွေက s ပေါင်းတာလို့ပြောတတ်ကြတယ်ကလေးတိုင်းအားလုံးလည်းပြောတတ်ကြပါတယ်ဒါပေမဲ့ဒီကျေတို့ကနံအများကိန်းကနေပြောင်းနံအနေကိန်းကနေအများကိန်းကိုပြောင်းတဲ့အခါမှာဥပဒေသားအုပ်စုလေးတွေအများကြီးရှိသေးတယ်ဒါကိုဒီကျေတို့ကဆက်လက်ပြီးတော့လေ့လာကြရအောင်ပထမဆုံးနံပါတ်1အနေနဲ့ဒီကျေတို့ဘာစီးမြင်လေးကိုလေ့လာမှာလဲ s h ch စားသည့်စကားလုံးတို့ဖြင့်အဆုံးသတ်သောနံများကိုနံအများကိန်းပြောင်းလို့လျင် es ပေါင်းထည့်ပေးရမည် s ပဲမဟုတ်ဘူး es ပေါင်းပေးရမှာဘာလေးတွေကိုလဲဆိုရင် sh ch ဒီစကားလုံးလေးတွေနဲ့ဒီကျေတို့ကစကားလုံးလေးတွေရဲ့အဆုံးသတ်မှာဒီ s တွေ x တွေ shch တွေနဲ့ဆုံးရင်တော့ဒီကျေတို့က s ပေါင်းရမှာမဟုတ်ဘူး es ပေါင်းပေးရမှာပါဒီကျေတို့ example လေးတွေနဲ့ဆက်ပြီးတော့လေ့လာကြရအောင်ကဲဒါလေးကတော့နံအနေကိန်းကနေနံအများကိန်းကိုပြောင်းရင် es ပေါင်းပေးရတဲ့အုပ်စုလေးပေါ့
ဒီချိန်ကအတိုင်းပြီးမယ်ကလေးတွေကလိုက်ဆိုရအောင် CLESS class CLESS class စာသင်ခန်း CLASSES 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 စာသင်ခန်းများ GLESS glass penguin GLASSES 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 penguin များ BOS box BOS box တစ်တာ BOSES boxes BOSES boxes တစ်တာများ FOS box FOS box FOSES boxes မြေခွေးများ FOSES boxes မြေခွေးများ BRUSA brush သွားဖို့တန် BRUSHES 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 သွားဖို့တန်များ BUSA butch ဘိချုံဖို့ BUSH butch ခြုံဖို့ BUSHES butches ခြုံပုံများ BUSHES butches ခြုံပုံများ INCA inch လက်မအတိုင်းအတာ INCH inch လက်မအတိုင်းအတာ INCHES 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 လက်မအတိုင်းအတာများ WATCA watch နိုင် WATCA watch နိုင် WATCHES 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 နိုင်များဒါဆိုရင်ကလေးတွေကအတန်တွဲလေးတွေလိုက်စစ်ပြီးတော့ကျမှန်လေးလာလို့ရနိုင်မလား class classes စာသင်ခန်း glass glasses box boxes false foxes brush brushes butch butches inch inches watch watches ရမယ်နော်ကဲအဲ့ဆိုရင်ဒီကျေတို့ဒါလေးတွေကတော့ဒီကျေပြောပြခဲ့တဲ့အတိုင်းပဲအမကြည့် S S Ace Ace S A S A C A C A ဒီလိုလေးတွေစုံတဲ့စကားလုံးလေးတွေကိုဒီကျေတို့အနည်းကင်းကနေအများကင်းကိုပြောင်းမယ်ဆိုရင် ES ပေါင်းပေးရမှာ S ပဲပေါင်းရင်မှားမှာ ES ပေါင်းပေးရမှာပါ A ရှိကိုစမယ်